Teens product ကထုတ်လုပ်တဲ့ရှီပတီကိုသုံးဆွဲတဲ့သူတွေကတော့ခုခံအားစနစ်မကောင်းတဲ့သူတွေအေးမိနာစီမကြခဏဖြစ်တတ်တဲ့သူတွေစစ်လိတောင်များတဲ့သူတွေနာတာရှည်ချောင်းဆွေးယောဂရှိတဲ့သူတွေပန်းနိုင်ရင်ကျယောဂရှိတဲ့သူတွေနလန်ထနှိကွေးနေသူတွေကာမဆန်ရည်ကြဆင်းနေတဲ့သူတွေရေရေးရှင်တက်ကင်နေတဲ့သူတွေကင်ဆာဆေးသွင်းနေရတဲ့သူတွေသွေးတွင်းအဆီသက်များတဲ့သူတွေစီးကျိုသွေးကျိုယောဂရှိသူတွေအသေးရောင်ယောဂရှိသူတွေနာတာရှည်ခြေကုန်လက်ပန်းကျနေသူတွေစိတ်ဖိစီးမှုများတဲ့သူတွေအိမ်မပျော်တဲ့သူတွေရေရှည်ဟန်ဖုန်းကွန်ပျူတာသုံးနေတဲ့သူတွေအထူးအားဖြင့်ကြောက်ကမကောင်းတဲ့သူတွေသွေးတိုးယောဂရှိတဲ့သူတွေပန်းတီပန်းညိုယောဂရှိတဲ့သူတွေတောက်သုံးနိုင်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်